စပိန်ရှိမှာထီလက်မှတ်တွေချိတ်ပြီးတော့ထီတဲ့အောင်ဆောင်ကကပ်ပလီကိုဆက်ရှာတယ်စပိန်ရှိဘားထဲမှာဓာတ်ကိုကပ်ပြီးကျိုးနဲ့စီးထားတယ်တနေ့တော့ကောက်ကြီးထီအောင်နေတော့ဘတ်စကားဘောတက်သွားတဲ့ကပ်ပလီကိုလှမ်းမြင်လိုက်ဒါနဲ့ကောက်ကြီးလဲစပိန်မှာချိတ်ထားတဲ့ဓာတ်ကိုယူပြီးတော့ဘတ်စကားဘောပြေးတက်သွားတယ်ဂီးတွေကြားမှာပဲရုပ်ရှင်တွေအလိုစီးရင်ရှင်းပွဲလုပ်တယ်နောက်ဆုံးကောက်ကြီးကကပ်ပလီရဲ့ခေါင်းကိုဖြတ်လိုက်ဒီတဲ့ကကြီးမြင့်နိုင်တကြောမှာတုံလုံး6ချားစာအကောင်းဆုံးဖြစ်ခဲ့ပြီးကောက်ကြီးလည်းဖမ်းခံလိုက်ပြီးတော့အင်းစိန်ထောင်ရောက်သွားတယ်အင်းစိန်ထောင်မှာအစင်ပြေနဲ့ကိုစံချင်းကသူ့တပည့်ကိုခန်းခန်းနာနာကြိုးစိုးတယ်မင်းတောင်ဝင်ကြေပုံနဲ့ပေါ့ကိုစံချင်းရဲ့လူအုပ်ကတောက်တော့1000လုံးကိုဩဇာညောင်းတယ်ကိုစံချင်းပြီးရင်1000လုံးပြီးတယ်အဲဒီလိုချိန်မှာပဲစိုးမြတ်ကြီးလည်းအင်းစိန်ထောင်ကိုရောက်လာတယ်စိုးမြတ်ကြီးကရုပ်ဖြောင်းဖြောင်းအသားဖြူဖြူနဲ့ကြောကုန်းမှာလောကနဲ့အယုတ်ကိုထိုးထားတယ်စကားပြောတဲ့အခါမှာလည်းဘသူကမဆိုဖော်ဖော်ရွေနဲ့ချိုးချိုးသားသားပြောတယ်လူမွေးဆက်ဆံရင်သိတ်ကောင်းတယ်ဒီအားကောင်းချက်တွေကြောင့်ထောင်ထဲရောက်လာတဲ့လူမိုက်လူဆိုးအချို့ကစိုးမြတ်ကြီးကိုခေါင်းဆောင်တင်ကြတယ်သူအုပ်စုကိုအုပ်စုတွေဖြစ်လာပေမဲ့ကိုစံချင်းကကြီးမြင့်နိုင်စိုးမြတ်ကြီးကအလုံဆိုတော့အပိုင်သားချင်းချင်းဆိုပြီးဘာပြဿနာမှမရှိဘူးကိုစံချင်းကလည်းသူ့လူသူပိုင်နေစိုးမြတ်